YouTube ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ကိုရိုင်းကြီးအချစ်ဇက်လန်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်ဇက်လန်လေးရဲ့အမည်ကိုတော့လာရောင်ချစ်တဲ့ကုမုဒ္ဒရာလို့အမည်ပေးထားပါတယ်ခင်ဗျာဟိုးရှိတုန်းကသူနာပရန္တလို့အမည်ရတဲ့အလွန်တာယာဝါပြောပြီးချမ်းသာကြွယ်ဝတဲ့တိုင်းပြည်ကြီးတစ်ခုရှိခဲ့ပါတယ်တိုင်းပြည်ကြီးကိုတိတ်တသူရိယဆိုတဲ့ဘုရင်ကြီးကအုပ်ချုပ်ခဲ့ပြီးမိဘရခေါင်ကြီးကတော့စန္ဒာဒီဝီဖြစ်ပါတယ်ဘုရင်ကြီးနဲ့စန္ဒာဒီဝီမိဖုရားကြီးတို့မှာအလွန်ချောမောလှပတဲ့ရူပကလျာဏီဆိုတဲ့သမီးတော်လေးတစ်ပါးဖွားမြင်ခဲ့ပါတယ်ရူပကလျာဏီမင်းသမီးအရွယ်ရောက်လာတဲ့အခါတိတ်တဘုရင်ကြီးကသမီးတော်နဲ့လိုက်ဖက်တင့်တော်မဲ့သူကိုရွေးချယ်ပြီးဒီနန်းအရိုက်အရာဆက်ခံစေဖို့ရည်ရွယ်ထားခဲ့ပါတယ်ရူပကလျာဏီမင်းသမီးလေးဟာရုပ်ရည်ယူပကချောမောတင့်တယ်ပြီးဉာဏ်ပညာထက်မြက်သူလေးဖြစ်ပါတယ်ဒါအပြင်သမီးတော်နဲ့လက်ဆက်ခွင့်ရသူဟာအိမ်ရှိစံအရိုက်အရာကိုဆက်ခံရမှာမို့အတိုင်းနဲ့အပြေပြေကယူပကလျာဏီမင်းသမီးလေးကိုစိတ်ဝင်စားကြပါတယ်ဒါပေမဲ့ရူပကလျာဏီမင်းသမီးလေးကလာရောက်စိစက်ကမ်းလှမ်းသူတွေကိုလက်ခံငယ်ခြင်းမရှိတာကြောင့်နောက်ဆုံးမှာတော့တိတ်တသူရိယဘုရင်ကြီးကရူပကလျာဏီမင်းသမီးလေးအတွက်ကျင်ရတော်ရွေးချယ်ပွဲကြီးကိုရွှေနန်းတော်ကြီးမှာဘုရင်ကြီးကိုယ်တိုင်ဥဆောင်ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းအတိုင်းနဲ့အပြည်ပြည်သို့အကြောင်းကြားစေခဲ့ပါတယ်ကောဇတိုင်းပြည်ကစစ်သူကြီးရဲ့သားကောဇဒတ္တဟာရူပကလျာဏီမင်းသမီးလေးရဲ့ဂုဏ်သတင်းကိုကြားသိပြီးတဲ့နောက်သူနာပရန္တာတိုင်းကိုတယောက်တည်းမြင်းတစည်းနဲ့ခီးထွက်လာခဲ့ပါတယ်ကောဇဒတ္တဟာမျက်စိချင်းနဲ့လေးအတက်ပညာမှာကျွမ်းကျင်လိမ္မာပြီးရဲစွမ်းတတ္တိရှိသူတဦးဖြစ်ပါတယ်သူဟာအစားအသောက်ကျူသူဖြစ်တာကြောင့်လန်ခီးမှာတွေ့တဲ့သားကောင်တွေကိုပြစ်ခတ်တက်ဖြတ်ပြီးစားတော့ရတာကိုအကြိုက်တွေ့လာပါတယ်ကောဇဒတ္တဟာသူနာပရန္တာတိုင်းပြည်ရှိရာကိုခီးနေလာရင်တနေရာမှာတော့စုပ်ပြတ်ပေးရင်နေတဲ့အဝတ်တွေဝတ်ထားတဲ့အဖိုးအိုတဦးကသူစားနေတဲ့အသားခင်ကိုလာရောက်တောင်းရမ်းခဲ့ပါတယ်အသားကြိုက်တဲ့ကောဇဒတ္တဟာအဖိုးအိုကိုစိတ်ဆိုးသွားခဲ့ပြီးသူစားပြီးသားအယိုးတချို့ကိုသာမြင်းမော်မှပြစ်ချပေးခဲ့ကခီးဆက်ခဲ့ပါတယ်စိနနဂိုတိုင်းပြည်ကတထေးသားတော်မဟာရူပကလျာဏီမင်းသမီးလေးကိုလိုချင်တာကြောင့်မိဘများထံမှအဖိုးတန်ကြောက်မြတ်ရတနာများကိုခိုးဝဲယူဆောင်ပြီးသူနာပရန္တာတိုင်းကိုခီးထွက်လာခဲ့ပါတယ်တထေးသားတော်မဟာလျင်မြန်ဖြက်လက်ပြီးအလွန်အကင်းပါသူတဦးဖြစ်ပါတယ်သူနာပရန္တာတိုင်းပြည်ကိုခီးထွက်လာတဲ့တော်မဟာတနေရာမှာတော့ထူးဆန်းတဲ့ရိုးရာဓလေ့ကိုးကွယ်တဲ့ဒေသတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်ထိုဒေသမှာလူတစုဟာရှေးဟောင်းဖျားเจ้าကြီးတစ်ခုရှေ့ကနဂါးရုပ်ကြီးရဲ့ရှေ့မှာဝတ်ပြုဆူတောင်းနေတာကိုတွေ့လိုက်ရပါတယ်နဂါးရုပ်ကြီးရဲ့ပါးစပ်ထဲမှာအည်သွေးကောင်းတဲ့ဗရမ ्या ကြီးတစ်လုံးကိုထည့်ထားကြပါတယ်တထေးသားတော်မဟာအဖိုးတန်ရတနာတွေအကြောင်းကိုကောင်းကောင်းသိတာမို့နဂါးကြီးရဲ့ပါးစပ်ထဲကဗရမ ्या ကြီးကိုလိုချင်တက်မဲ့နေခဲ့ပါတယ်ဒီဗရမ ्या ကြီးနဲ့သာရူပကလျာဏီကိုတင်တောင်းလိုက်ရရင်ဆိုတဲ့အတွေးကတော်မခေါင်းထဲကိုပြေးဝင်လာခဲ့ပါတယ်ဒါနဲ့တော်မဟာနဂါးရဲ့ခရင်ထဲကဗရမ ्या ကြီးကိုလူမသိအောင်ခိုးယူလိုက်ပြီးခရီးဆက်ခဲ့ပါတယ်ရောဇာပါလာမြို့ရဲ့မြို့စားကြီးမှာတားတယောက်ရှိပြီးသူ့အမည်ကနာရသိန်းဖြစ်ပါတယ်နာရသိန်းဟာရုပ်ရည်ယူပကချောမောပြီးပြူတိုင်းကြိုက်တဲ့နှင်းစီကန်တယောက်ပါမိမလိုက်စားရတဲ့နာရသိန်းဟာရူပကလျာဏီမင်းသမီးလေးကိုပိုးပန်းဖို့အတွက်သူနာပရန္တာတိုင်းကိုခီးထွက်ခဲ့ပါတယ်နာရသိန်းဟာခီးထွက်လာရင်းနဲ့လမ်းဘေးတနေရာကတဲအိမ်လေးတစ်လုံးမှာတညတာဝင်ရောက်နားခိုခဲ့ပါတယ်တဲအိမ်ထဲမှာအဖိုးအိုတဦးနဲ့စကားမပြောတတ်တဲ့မြင်းမာလေးတဦးသာနေထိုင်ကြပါတယ်အိမ်တွေ့တိုင်းခြေဆေးတတ်တဲ့နာရသိန်းဟာမုတ်စိတ်ပြားဆွဲခင်းစိုက်ပြီဆိုပြီးစကားမပြောတတ်တဲ့မိန်းကလေးကိုအာရမကျူးလွန်ဖို့ကြိုးစားခဲ့ပါတယ်နာရသိန်းဟာအိမ်နေတဲ့မိန်းကလေးကိုငန်းနေတော့ခေါင်းကိုအရိုက်ခံလိုက်ရပြီးသတိလစ်သွားခဲ့ပါတယ်သူသတိပြန်ရလာတဲ့အခါဘယ်သူမှမရှိတော့တဲ့တဲအိမ်လေးတွေကနေသူတယောက်တည်းရှက်ရှက်နဲ့ခရီးဆက်ခဲ့ရပါတယ်တီဟာဂုဒ္ဒတိုင်းပြည်ကလောင်ကစားသမားသူ့နက်ခတ်တာဟာအလိုလောဘကြီးပြီးအကြံကြီးသူဖြစ်ပါတယ်သူဟာဟိတ်ဟန်ကောင်းပြီးပရိယေလည်းကြွယ်ဝပါတယ်သူ့နက်ခတ်တာဟာတနေ့မှာတော့ဘရင်ထံဆက်တမဲ့ဘာနာရိုတွေကိုမြို့စားကြီးတဦးထံမှလိန်လေပြီးရယူခဲ့ပါတယ်အဲ့ဒီနောက်တော့လောင်ကစားလုပ်ရင်အားလုံးဆုံးရှုံးသွားခဲ့ပါတယ်သူနာပရန္တာတိုင်းပြည်ဟာအဖိုးတန်ကြောက်မြတ်ရတနာတွေပေါ်များလာတဲ့အတွက်သူ့နက်ခတ်တာတည်ကြနေခဲ့ပါတယ်သူဟာဘရင်ကြီးရဲ့ယုံကြည်မှုကိုရအောင်ယူပြီးရွှေငွေရတနာတွေကိုရအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အကျက်သမားသူ့နဲ့ခတ်တာဟာလမ်းဘေးမှာနေကြတဲ့ဖုံတောင်းရာစကားတွေကိုငွေကြီးနဲ့မက်လုံးပေးစီယုံပြီးသူ့ကိုဆရာတဆူပမာကိုးကွယ်စေခဲ့ပါတယ်သူ့ကိုနတ်ဆရာတဦးလို့
လူအများစုယုံကြည်လာတဲ့အခါအဲ့ဒီလူတွေကိုစီးယုံပြီးတုနာပရန္တနန်းတော်ကြီးစီခီးဆက်ခဲ့ပါတော့တယ်။ကွန်ဖဝရီတိုင်းပြည်ကဘုရင်ကြီးရဲ့သားအိမ်ရှိဇာမင်းသားဒန္တဝနာဟာတေရက်ကိုအလွန်နှစ်သက်သူဖြစ်ပြီးတေရီဟာသူ့ရဲ့အဖော်ဖြစ်ပါတယ်။ဖခင်ဘုရင်ကြီးရဲ့အလိုလိုက်မှုကိုအခွင့်ကောင်းယူပြီးဘဝကိုတာယာနေခဲ့ပါတယ်။ဒန္တဝနာရဲ့အပေါင်းဖော်များကလည်းပလင်းတူဘူးဆိုအလိုက်သင့်ပေါင်းတင်တတ်ကြတဲ့သူတွေမို့ဒန္တဝနာကိုအယူဘုံမြောက်ပင့်ပေးထားကြပါတယ်။တုနာပရန္တတိုင်းပြည်ကဘုရင်သမီးတော်လေးရူပကလျာဏီဟာဒန္တဝနာမှာလွဲပြီးထိုက်တန်သူမရှိကြောင်းအပေါင်းဖော်များကမြောက်ပင့်ပေးခဲ့လေတော့ဒန္တဝနာလည်းရူပကလျာဏီကိုမမြင်ဘူးပဲဆွဲလန်းလာခဲ့ပါတယ်။တေတော်ကျူဒန္တဝနာဟာအပေါင်းဖော်တချို့ကိုအပါခေါ်ပြီးရူပကလျာဏီမင်းသမီးကိုသိမ်းပိုက်ဖို့တုနာပရန္တတိုင်းပြည်ကြီးရှိရာကိုအရက်ဦးအပြည့်အစုံတင်ထားတဲ့မြင်းရထားနဲ့ခီးထွက်လာခဲ့ပါတယ်။စိတ်မြန်လက်မြန်ဖြစ်တဲ့ကောဇဓာတဟာကျင်ရတော်ရွေးချယ်ပွဲကြီးကိုအရင်ဆုံးရောက်သွားခဲ့ပါတယ်။သူဟာကောဇတိုင်းပြည်မှာစစ်သူကြီးရဲ့သားဖြစ်ကြောင်းမြင်းစည်းခြင်းနဲ့လေးအတတ်ပညာတို့မှာကျွမ်းကျင်ကြောင်းပြောကြပြီးဘုရင်ကြီးနဲ့မင်းသမီးလေးတို့ရဲ့ရှေ့မှောက်မှာသူ့ရဲ့စွမ်းရည်များကိုပြသခဲ့ပါတယ်။ဘုရင်ကြီးဒိဋ္ဌသူရိယဟာကောဇဓာတရဲ့စွမ်းရည်ကိုချီးကျူးစကားဆိုခဲ့ပါတယ်။ဒါပေမဲ့ရူပကလျာဏီမင်းသမီးလေးနဲ့လက်ဆက်ပေးဖို့ကိုတော့ပယ်ချလိုက်ပါတယ်။အမောင်ကဲ့သို့အသားစားကျူးပြီးတပားသူတို့ပေါ်တနာကျင်နာမှုငဲ့ညာမှုမရှိသူသည်ငါဤသမီးတော်နှင့်ထိုက်တန်သူမဟုတ်ကြောင်းမိတ်ဆိုခဲ့ပြီးကောဇဓာတကိုနွားလာဥဒ္ဓပါခုနှစ်ကောင်လက်ဆောင်ပြန်ပေးခဲ့ပါတယ်။ကောဇဓာတလည်းရှက်စိတ်ဒေါသစိတ်နဲ့အတူသူ့ကိုပေးလိုက်တဲ့နွားများကိုယူဆောင်ပြီးနန်းတော်ကချက်ချင်းထွက်ခွာသွားခဲ့ပါတယ်။လန်ခုလတ်မှာသူစီကအသားခင်တောင်းစားခဲ့သူဟာရုပ်ဖြတ်ထားတဲ့ဘယင်ကြီးမှန်သူတိမသွားခဲ့တော့ပါဘူး။စိနာနဂိုတိုင်းပြည်ကတထေတာတော်မဟာတုနာပရန္တနန်းတော်ကြီးကိုကြော့မော့လေးရောက်လာခဲ့ပါတယ်။ဘယင်ကြီးမိဖုရားကြီးနဲ့မင်းသမီးလေးတို့ရဲ့ရှေ့မှောက်မှာသူယူလာတဲ့အဖိုးတန်ရတနာတွေကိုဂုံယူစွာပြသခဲ့ပါတယ်။ရူပကလျာဏီမင်းသမီးကစိတ်ဝင်စားခါမပြခဲ့တဲ့အခါတော်မဟာသူရဲ့ဘိုးဘွားပိုင်အဖိုးတန်ရတနာပစ္စည်းနဲ့တင်တောင်းမယ်ဖြစ်ကြောင်းပြောကြားပြီးတော့ဗရမ ्या ကြီးကိုထပ်မံထုတ်ယူပြီးပြသခဲ့ပါတယ်။ရုတ်တရက်ငှက်ကြီးတစ်ကောင်ကပြေးဝင်လာပြီးသူ့ကိုဝင်ရောက်တိုက်ခိုက်ကသူ့လက်ထဲကဗရမ ्या ကြီးကိုလူယူဖို့ကြိုးစားခဲ့ပါတယ်။တော်မတယောက်အိန္ဒိယပြက်လောက်အောင်ရှောင်တိန်နေရပါတယ်။ဘယင်ကြီးနဲ့ဘယင်မကြီးတို့ရဲ့နောက်ကနေလူတစုဟာရုတ်တရက်ရှေ့ကိုထွက်လာကြပါတယ်။အဲ့ဒီလူအုပ်ကိုတွေ့လိုက်တဲ့အခါတော်မတယောက်မျက်နှာဖြူဖက်ဖြူရောဖြစ်သွားခဲ့ပြီးနောက်ကိုခြေတလန်းဆုပ်လိုက်ပါတယ်။အဲ့ဒီလူအုပ်ကြီးကတော့လမ်းမှာသူတွေ့ခဲ့တဲ့ဖះเจ้าရှိကဝတ်ပြုဆူတောင်းနေသူများသာဖြစ်ပါတယ်။လူအုပ်ကြီးကတော်မကိုလက်ညှိုးထိုးပြပြီးသူဟာရှေးဟောင်းဖះเจ้าကဗရမ ्या ကြီးကိုယူဆောင်သွားသူဖြစ်ကြောင်းတညီတညွတ်ထဲပြောဆိုကြပါတယ်။ဘယင်ကြီးဒိဋ္ဌသူရိယဟာဗရမ ्या ခိုးသူဖြစ်တဲ့တော်မကိုဖမ်းဆီးစေပြီးထိုက်တဲ့ပြစ်ဒဏ်များချမှတ်ဖို့အမိန့်တော်ချမှတ်ခဲ့ပါတယ်။တတိယမြောက်ကျင်ရတော်ရွေးချယ်ပွဲနေ့မှာတော့မြာပွေတတ်တဲ့နာရသိဟာမိမတွေကြွေစင်းသွားလောက်တဲ့ဟိတ်ဟန်အပြည့်နဲ့တုနာပရန္တနန်းတော်ကြီးတွေကိုတလန်းချင်းရှောက်လှမ်းလာပါတယ်။ပြီးတော့ဘယင်ကြီးနဲ့မိဖုရားကြီးကိုဥညွတ်ဂါရဝပြုတ်လိုက်ပြီးမင်းသမီးလေးကိုအငမ်းမရစိုက်ကြည့်နေပါတယ်။နာရသိဟာသူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့မိတ်ဆက်စကားတွေရှော့ရှုံးဝေအောင်ပြောနေပါတယ်။မင်းသမီးလေးယူပကလျာဏီရဲ့မျက်နှာထားဟာရုတ်တရက်တင်းမာသွားခဲ့ပြီးတင့်ခေါင်းကဒဏ်ရာတက်တာမြန်လှကြည်လားလို့ပြန်ပြောလိုက်တဲ့အခါနာရသိရဲ့မျက်နှာဟာသွေးမရှိတော့သလိုဖြူဖက်ဖြူရောဖြစ်သွားခဲ့ပါတယ်။မင်းသမီးလေးရူပကလျာဏီကလက်တစ်ဖက်ကိုထောင်ပြလိုက်တဲ့အခါတဲအိမ်ထဲမှာသူတွေ့ခဲ့ရတဲ့မြေဖိုးနှစ်ဦးတို့ဟာနရသိရဲ့ရှေ့ကိုရောက်လာကြပါတယ်။နရသိတယောက်ဘာမှညှင်းဆန်ခွင့်စင်ကြေစင်လက်ပေးခွင့်မပြုနိုင်တော့ပါဘူး။မင်းသမီးလေးရူပကလျာဏီဟာနရသိကိုဖမ်းဆီးပြီးမိမဘဝပြောင်းပေးလိုက်ကြဖို့ရဲမက်တော်များကိုအမိန့်တော်ချမှတ်ခဲ့ပါတယ်။